ကယန်းမျိုးဆက်တစ်လူငယ်ရဲ့မျိုးဆက်တစ်လူငယ်စွမ်းရည်မြင့်တင်ရေးဌာနကဦးဆောင်ပြီးတော့ပလတ်စတစ်ဖြင့်အသုံးဆောင်ပစ္စည်းရက်လုံနီးသိန်းနှန်းကိုကယန်းဒေသတနေရာမှာဇန်နဝါရီလ9ရက်နေ့ကနေ19ရက်နေ့အထိ15ရက်တာပြုလုပ်ခဲ့ပါတယ်။အခုလိုသိန်းနှန်းဖွင့်တဲ့ရည်ရွယ်ချက်ကိုကယန်းမျိုးဆက်တစ်လူငယ်ရဲ့လူငယ်စွမ်းရည်မြင့်တင်ရေးဌာနရဲ့ဌာနတာဝန်ခံခုံးမတ်ကအခုလိုပြောပါတယ်တကယ်တမ်းကျတော့ဒီကျွန်တော်တို့ data ကနေလောက်ထားတဲ့လက်မှုပညာတွေတချို့ရှိနေတယ်အဲ့ဒါကိုကျွန်တော်တို့ဒီ data မှာတဖြည်းဖြည်းနဲ့စွန့်ပစ်ပစ္စည်းတွေတော့များတယ်ပေါ့နော်ဒါပေမဲ့ဒီဟာကိုတကယ်တမ်းဘယ်လိုမှတဘာဝထိုင်တဲ့နည်းနဲ့ပြန်ကြည့်မယ်ဆိုကျွန်တော်ပြန်သုံးပြရတဲ့ဟာတွေအများရှိတယ်အမှနီးလည်းမသိပေါ့နော်နီးလည်းမသိတော့ကျွန်တော်တို့ကဒီဘယ်လိုသောစွန့်ပစ်ပစ္စည်းမျိုးတွေကိုဘယ်လိုနေရာမှာပြန်သုံးလို့ရလဲဆိုရဟာကိုသူတို့ကိုသိစေချင်တယ်နောက်ကြတော့ဒီလိုသောစွန့်ပစ်ပစ္စည်းတွေကရှိနေဆိုတော့မှဒါကို recycle ပြန်လုပ်ချင်အဖြစ်ကနံပါတ်1ဒီကျွန်တော်တို့တဘာပေါင်းကြီးထဲတဲ့ရောက်နိုင်တယ်နောက်တစ်ခုကျတော့ကျွန်တော်ဘယ်လိုမှတချို့တော့ရှိတဲ့ resource နဲ့သူတို့ကို between ဖန်တီးနိုင်ဖို့အတွက်အဓိကရည်ရွယ်ပြီးတော့မှဒီ plastic rebate ပေါ့နော်ဒီဒေတာကျွန်တော်တို့လုပ်ရဖြစ်ပါတယ်အဆိုပါသိန်းနှန်းမှာပလတ်စတစ်ဖြင့်ချင်းပလိုက်လက်ဆွဲအိတ်ပန်းဆွဲပန်းနဲ့ပန်းအိုးစတဲ့အသုံးဆောင်ပစ္စည်းရက်လုံနည်းတွေကိုသင်ကြားပေးခဲ့တာပါသင်တန်းကနေရရှိလာတဲ့ပညာတွေကိုမိသားစုအတွက်ပြန်ပြီးအသုံးချမှာဖြစ်တယ်လို့အခြားသူတွေကိုလည်းမျှဝေပေးသွားမယ်လို့တင်နန်းသားခုံးရိုဘတ်တိုကအခုလိုပြောပါတယ်ဒီတေတာတော့တဲ့ထားတဲ့ plastic တေတာဆိုအခုက plastic တေတာဆိုတာတမျိုးတည်းမဟုတ်ဘူးနော်အခုတေတာ plastic ဆိုလည်းတခြားမျိုးလည်းရှိတယ်ဆရာတေပေးတဲ့ရမျိုးလည်းရှိတယ်ပြက်တွေဖာခုံနဲ့ပြက်တွေလို့မျိုးလည်းရှိတယ်ပြီးတော့ပန်းလို့လည်းမျိုးလည်းရှိရပါတော့အဲ့ဒီမျိုးတွေကိုကျွန်တော်ရွာမှာကျွန်တော်အိမ်မှာဆိုတဲ့ကျွန်တော်မိသားစုထဲပါတော့အဲ့ဒီမျိုးအိမ်မှာလက်စီဖို့အတွက်တော့ကြလို့ဖို့လည်းရှိတယ်ပြီးတော့ကျွန်တော်တထားတဲ့ plastic ဆိုတာမျိုးလည်းကျွန်တော်ရတဲ့မွေးဝါကြောင့်မလုံဖြစ်နေရတော့မှတခြားသူရဲ့တိအောင်တောက်ကျွန်တော်ပြန်လုံဖို့စိတ်ရှိပါတော့ကယန်းဒေတာအတွင်းမှာအခုလိုသိန်းနှန်းမျိုးကိုထပ်ဖွင့်စီခြင်းတယ်လို့သိန်းနှန်းတက်ရောက်ခဲ့တဲ့စစ်ဆောင်မှုကော်ရတီကဆိုပါတယ်ကိုရရွာအတွက်လက်ပတ်စီတဲ့အရာလည်းပါတယ်လို့ကိုတဲ့ငွေစီပွားရေးလည်းဖြစ်စေတဲ့အရာဖြစ်တဲ့အတွက်ကြောင့်တက်ဖြစ်လာဖြစ်ပါတယ်ဒီဟာကတိမ်တန်းကအများကြီးပို့ချရမယ်လို့တော့ကျွန်မထင်တယ်။ဘာဖြစ်လဲဆိုတော့ဒီကရန်တစ်ခွေလောက်မှာကျွန်မတို့အယောက်20ပဲတည်တယ်ဆိုတာမဖြစ်နိုင်သေးဘူးပေါ့။ဆရာတို့တဆွမ်းတများတော့လေ့လာထားပြီးတော့မှကျွန်မတို့ဒီထက်မကဖွင့်ခိုင်းစီချင်သေးတယ်ပေါ့။တခြားအရာတွေရောပေါ့။အဆိုပါသိန်းနှန်းမှာဂရီနီပြည်နယ်ကယန်းဒေသကဒေသခံလူထုနဲ့စစ်ဆောင်လူထုတွေအပါအဝင်သိန်းနှန်းသားသိန်းနှန်းသူ20ဦးပါဝင်တက်ရောက်ခဲ့ပါတယ်။ကယန်းမျိုးဆက်တစ်လူငယ်ရဲ့မျိုးဆက်တစ်လူငယ်စွမ်းရည်မြင့်တင်ရေးဌာနဟာအခုလိုအသက်မွေးဝမ်းကြောင်းဆိုင်ရာသိန်းနှန်းတွေအပါအဝင်နိုင်ငံခေါင်းဆောင်မှုအစီအစဉ်နဲ့ကယန်းစာပေသင်ကြားရေးအစီအစဉ်တွေကိုဦးဆောင်ဖွင့်လှစ်နေတဲ့ဌာနတစ်ခုဖြစ်ပါတယ်။